အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဇင်လင်းရတဲ့တရားနေပြီးတော့အခုလိုမျိုးဗီဒီယိုရိုက်နေရင်နဲ့စကားအမှားတွေပါသွားရင်ပဲဖြစ်ဖြစ်မလို့တဲ့အပိုင်းတွေပါသွားရင်ပဲဖြစ်ဖြစ်ဗီဒီယိုကိုအစကနေပြန်ရိုက်နေတော့မယ်လားဗီဒီယိုကိုအစကနေပြန်ရိုက်နေကြမလို့ပဲနဲ့ကျွန်တော်တို့မလို့အပ်တဲ့အပိုင်းတွေစကားတွေမှားသွားတဲ့အပိုင်းတွေကိုအလွယ်တကူဖြတ်ထုတ်ဖို့အတွက်ကပ်မှာတိုးလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတာလိုက်ပြီးကြည့်လိုက်ရအောင်ကျွန်တော်တို့ကပ်မှာဆိုလို့ရှိရင် split ဆိုတဲ့ tools တစ်ခုရှိတယ်။အဲ့ဒီ tools ကကျွန်တော်တို့ရဲ့ video ကမလိုအပ်တဲ့အပိုင်းတွေစကားတွေထပ်နေတဲ့အပိုင်းတွေဒါ video နဲ့မဆိုင်တဲ့အပိုင်းတွေကိုအလွယ်တကူဖြတ်ထုတ်ဖို့အတွက်ကျွန်တော်တို့ကူညီပေးပါလိမ့်မယ်။ဆိုတော့အဲ့ tools လေးကိုဘယ်လိုမျိုးသုံးရလဲအဲ့ tools ကဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုတစ်ခါလေးလိုက်ကြည့်လိုက်အောင်။မင်္ဂလာပါဇင်လင်း editor ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။အဲ့တော့အရင်ဆုံးကျွန်တော်တို့ edit channel video ကိုကပ်ထဲကိုထည့်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီ video ရဲ့ဘယ်ပိုင်းတွေကမလိုအပ်တာလဲအဲ့ဒီ video မှာဘယ်ပိုင်းတွေကစကားမှားနေတာလဲဆိုတာကိုကျွန်တော်တို့စစ်ရမယ်စစ်ပြီးပြီဆိုလို့ရှိရင်ကိုမလိုချင်တဲ့အပိုင်းလေးကိုကျွန်တော်တို့ကစပြီးတော့ split လုပ်ရမှာပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ပထမဦးဆုံး split ဆိုတာဘာလဲအရင်ဆုံးသိဖို့လိုပါတယ် splitting လုပ်တယ် split လုပ်တယ်ဆိုတာကကျွန်တော်တို့ပိုင်းခြားတယ်ခွဲခြားတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဆိုတော့သူရဲ့အဓိပ္ပာယ်အတိုင်းပဲကျွန်တော်တို့ video ရဲ့တနေရာမှာ split နှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ video ကိုပိုင်းလိုက်တဲ့ပုံစံမျိုးလေးဖြစ်သွားမှာပေါ့နော်အရင်ဆုံး split ကဘာမှလဲပြီးတော့ဘယ်လိုလုပ်ရတာလဲဆိုတာကိုဆက်ကြည့်မယ်ကျွန်တော်တို့ video ကို split လုပ်တော့မယ်ပိုင်းဖြတ်တော့မယ်ဆိုလို့ရှိရင်လုပ်ပုံလုပ်နည်းက2မျိုးရှိပါတယ်ပထမနည်းကအခုမြင်နေရတဲ့ဒီအဖြူရောင်မြင်းလေးကိုသုံးပြီးတော့ဗီဒီယိုကိုပိုင်းဖြတ်လို့ရတယ်လို့ split လုပ်လို့ရတယ်လို့ကျွန်တော်တို့ဒီနေ့မှာရှိတဲ့ split ဆိုတဲ့ခလုတ်လေးကိုသုံးပြီးတော့လည်းဗီဒီယိုကိုပိုင်းဖြတ်လို့ရပါတယ်ဒီတော့ကျွန်တော်တို့ဒီအဖြူမြင်းလေးကိုသုံးပြီးတော့အရင်ဆုံး split လုပ်ကြည့်အဲ့တော့ဒီမြင်းကိုသုံးပြီး split လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအမှတ်ကလေး2ခုချထားတယ်အဲ့ဒီအမှတ်2ခုကြားတဲ့ကဒီပိုင်းလေးကိုဖြတ်ထုတ်ချင်တာဖြစ်တဲ့အတွက်ပထမအမှတ်ကလေးမှာဒီအဖြူမြင်းလေးထားမယ်ပြီးရင်ကို split လုပ်ချင်တဲ့ဗီဒီယိုကိုဆက်လက်ပြီး control B လေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒီနေရာလေးမှာပိုင်းသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖြတ်ထုတ်ချင်တာကဒီအမှတ်2ခုကြားဖြစ်တဲ့အတွက်ဒုတိယအမှတ်နေရာလေးကိုလည်းလာမယ်ပြီးရင်ဆက်လက်မှတ်မယ် control B နောက်တစ်ခါထပ်နှိပ်လိုက်ဒါဆိုလို့ရှိရင်စောစောကကျွန်တော်တို့တစ်ခုတည်းဖြစ်နေတဲ့ဗီဒီယိုကအခုဆိုလို့ရှိရင်ဗီဒီယိုအပိုင်းက1 2 3ဆိုပြီးတော့3ပိုင်းပိုင်းသွားပြီအဲ့တော့ကိုမလိုချင်တဲ့ဘိုင်းလေးကိုနှိပ်မယ်ပြီးရင်ဘက်ကအမိုက်ပုံပုံစံလေးကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒါကပိုင်းဖြတ်ပြီးသားဖြစ်သွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီအဖြူရောင် line လေးကိုသုံးပြီးတော့ဒါ split လုပ်လိုက်တဲ့သဘောပေါ့နော်နောက်တစ်နည်းကတော့ကျွန်တော်တို့ကပ်ထဲမှာပါတဲ့ split ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးတော့ပိုင်းဖြတ်မှာပဲဖြစ်ပါတယ်အဲ့ဒါကဘယ်လိုမျိုးလုပ်မလဲဆိုရင်ဒီဘက် down လေးမှာရှိတယ်ဒါမြားပုံစံလေးဘေးက drop down လေးကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ခုလိုမျိုး box လေးကြာလာမယ်ပေါ့နော်အဲ့လိုအခြေအနေမှာကျွန်တော်တို့ဒီမှာ split ဆိုတာလေးကိုရွေးပေးမယ်ရွေးပေးပြီဆိုတာနဲ့ဒီမြားလေးကကျွန်တော်တို့ timeline လေးကိုဝင်တာနဲ့ခုလို breaker ပုံစံလေးပြောင်းသွားတယ်ပေါ့နော်ဆိုတော့အခုလိုမျိုးပြောင်းသွားပြီဆိုတာနဲ့ကိုဖြတ်ထုတ်ချင်တဲ့အပိုင်းလေးကိုနှိပ်ပြီးတော့ဖြတ်ထုတ်လို့ရပါပြီဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်လေးနှိပ်မယ်ဒီနေရာကိုတစ်ချက်နှိပ်အခုကျွန်တော်တို့မလိုတဲ့အပိုင်းလေးကတက်တက်လေးတစ်ခုဖြစ်သွားပြီဒါဆိုရင်ဒီဘက်က box လေးကိုပြန်လာမယ်ဆက်လက်မို့ပြောင်းမယ်ဒီကောင်လေးကိုဆက်လက်မှတ်ပြီးရနဲ့ကျွန်တော်တို့ခုလိုမျိုးဖြတ်ထုတ်လိုက်လို့ရပါပြီဆိုတော့ကျွန်တော်တို့ရိုက်ထားတဲ့ဗီဒီယိုမှာမလိုတဲ့အပိုင်းတွေစကားမှားသွားတဲ့အပိုင်းတွေပါတယ်ဆိုလို့ရှိရင်ကပ်ထဲမှာအလွယ်တကူလေးဖြတ်ထုတ်လို့ဖယ်ထုတ်လို့ရတဲ့ split လုပ်တဲ့နည်းလမ်းလေးကိုပြပြပြသွားတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အစကနေဗီဒီယိုပြန်ရိုက်စရာမလိုဘဲနဲ့အမှားမပါတဲ့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့ဖန်တီးလို့ရသွားပြီပဲဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့ကပ်ကိုအသုံးပြုပြီးတော့ဘယ်လိုမျိုး edit တွေလုပ်ရမလဲဘယ်လိုမျိုး tools တွေကိုနားလည်ရမယ်သူ့ရဲ့အသုံးဝင်ပုံတွေကဘာတွေလဲဆိုတဲ့အကြောင်းအရာတွေကိုနောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်ပြီး share ပေးသွားမှာဖြစ်တဲ့အတွက် Zenlin editing page လေးကို like follow လုပ်ထားပြီးတော့အများနဲ့စောင့်ကြည့်လေ့လာနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်